ကဒီတရားဒီမှာအဲ့ဒါဒီတရားဟိုတရားဟိုနားမှာဟိုနားရောက်ရင်အဲ့ဟိုတရားကိုပြရဒီတရားဟုတ်တယ်ဟုတ်တယ်အဲ့ဒါနမရောက်ဟိုတရားချားတယ်ဒီ